ပေါ်လေးမှာလေလာကိုတွေ့ရမလားအဲ့လေလာကိုကငါအာဒီမတုံးနဲ့တည်ရဒါပေမဲ့ငါအာဒီတုံးလိုက်တယ်ဘာလို့လဲဆိုရင်ရိုးရှင်းရှင်းလေးပဲကေးလို့ရင်လို့ပွဲတစ်ဖက်မှာအနေရဖို့ဆိုရင်ကွာဗတဲ့ NUG ကောင်းလို့မရအောင်စောက်ခွက်လေးပြောင်းတဲ့ခါလေစောက်ခွက်ပြောင်းနေဆိုတာဘယ်လိုမျိုးလဲဆိုတော့ကွာဘယ်လိုမျိုးလဲဆိုတော့ကွာအဲ့လိုမျိုးကွာ3ယောက်2ယောက်လေးဖြည့်တဲ့ခါ4ယောက်2ယောက်လေးဖြည့်တဲ့ခါနိုင်နာမနိုင်နာအတားထားကွာပြီးရင်ဗတဲ့ပြီးသွားဆိုတိုင်းပြီးတော့မပြန်နဲ့အဲ့လိုမျိုးလေးဒမ်းမေးလေးကိုစပလင်းဆိုတာဘယ်လိုမျိုးလဲဆိုတော့ပုတ်ပုတ်ပြီးတော့ပေးတာကွာဒမ်းမေးကိုပေးတယ်လို့မပေးတယ်လို့နဲ့စိတ်ဒုက္ခလေးပေးတာကျွန်တော်ကန်ရတဲ့ယူရာဘားလေးဗျာလူကတန်းအနေနဲ့ကြည့်မယ်ဆိုခရီးရှင်ရတာမြန်နေယူရမှာပါတယ်အဲ့ကြောင့်ကျွန်တော်ကူလို့တဲ့လိန်စပန်းနေပေါ့နော်ကျွန်တော်ဘက်မှာပါတယ်ကလောင်းနဲ့ဟာတာပြောတာလိန်မစပန်းကိုကျွန်တော်ပဲလိုက်ပြီးစပန်းနေရတယ်အပေါ်လေးမှာလော့ဘတ်တယ်ဒါပေမဲ့တွားလို့ရတယ်ဒါပေမဲ့တွားတဲ့ထဲမှာမပါဘူးဘာလို့လဲတော့ဘတ်တွေကနိုင်နေဗျာကျွန်တော်မပါလေအခုဆိုကျွန်တော်အဆက်လေးပါလေးပဲနည်းနည်းပါရလိုက်တယ်ဗျာကေးလည်းမရအောင်ဒါပေမဲ့ဝုန်းကင်တာဆိုတော့ကေးမရတော့ပြဿနာမရှိဘူးဗျာအဆက်ကကျွန်တော်2កောင်ရလိုက်တယ်ပေါ့နော်တန်ပါတယ်ဘယ်လိုပြီးသွားပြီဆိုတော့ကျွန်တော်တို့5 budget 2အနေထားချိုင်းခဲ့တယ်ပေါ့နော် sorry 4 budget 2အလဲမှာက crit တာအဲ့ crit နဲ့ကျွန်တော်တန်အလို့ရတယ်ဘာလို့လဲဆိုရင်ဟိုဘက်မှာကကျွန်တော် damage မလောက်ဘူးပေါ့နော် damage က4ရတကောင်ပဲပါတယ်4လကဂူးမတ်တာမှာက creation လို့ကောင်းတဲ့ထဲမှာမပါတော့တေးဖိုင်မှာဆိုရင်တော့နည်းနည်းလေးတုံးဝင်နေပေါ့နော်ဒါပေမဲ့ creation လို့ထဲမှာတော့ကောင်းတဲ့ထဲမှာမပါဘူးဗျာဒီကောင်လေးကဝကောထိုင်ပြနေတာဘာလို့နော်ကန်ကောင်းလို့ပေါ့ဟိုကောင်ကဒီလကကောင်းကောင်းကင်နေလို့ရှိရင်ပြန်ပြီးတော့ defend သွားလို့ရတယ်